ပြောစရာကောင်းတဲ့လှုပ်ရှားမှုဖြစ်ပြီးသူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းကောင်းမွန်စေရုံသာမက coloring လုပ်တဲ့အခါကလေးတွေအတွက်စိတ်ခံစားမှုမကောင်းတာတွေစိုးရိမ်ပူပန်မှုတွေကိုတက်တာစေပါတယ်။ကိုယ်ပိုင်အတွေ့အခေါ်နဲ့ဖန်တီးမှုတွေပြုလုပ်လာနိုင်ပြီးအလုပ်တစ်ခုကိုအချိန်တစ်ခုအတွင်းပြီးမြောက်အောင်လှုပ်ဆောင်နိုင်စွမ်းတွေကိုမြင့်မားလာစေပါတယ်။ coloring လုပ်တဲ့အခါကလေးတွေအတွက်ရရှိလာမယ့်အကျိုးကျေးဇူးတွေကတော့လက်၊မျက်စိ၊ညီညွတ်ကိုက်ညီမှုရှိခြင်း hand-eye coordination လက်မှုအာရုံတိုးတက်စေခြင်း fine motor skill အာရုံစိုက်နိုင်စွမ်းတိုးတက်စေခြင်း focus ဖန်တီးနိုင်စွမ်းပေါ်ထွက်စေခြင်း creativity အရာအသိပညာများသင်ယူခြင်း color recognition စိတ်ကျဉ်တဲ့ယုံကြည်မှုရှိလာခြင်း confidence and achievement စိတ်ဓာတ်ခွန်အားကျမ်းမာတန်ဆွမ်းခြင်း emotional expression တို့ကိုရရှိလာမှာဖြစ်ပါတယ်။အယောင်ချက်ခြင်းကကလေးတွေအတွက်လက်ချောင်းတွေလက်ဖက်ဝါးတွေမှာရှိတဲ့ကြွက်သားတွေကိုတာမာစေပါတယ်။လက်ချောင်းလေးတွေနဲ့ crayon pencil ကိုထိန်းညှိချက်တာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ fine motor skill ကိုလည်းတိုးတက်လာစေပါတယ်။ပကြီးကားတစ်ချက်ကိုအပိတက်တဲ့အထိအယောင်ချက်ခြင်းကကလေးတွေရဲ့အာရုံစူးစိုက်နိုင်မှုစွမ်းရည်ကိုတိုးတက်စေတဲ့အပြင်စိတ်ရှည်သီးခံတတ်တဲ့အကျင့်ကိုလည်းတိုးတက်လာစေပါတယ်။စေရောက်ချက်ခြင်းမှာရရှိလာတဲ့ကျွမ်းကျင်မှုတွေကတော့ကလေးတွေရဲ့ပညာရေးနဲ့လူမှုဆက်ဆံရေးနယ်ပယ်တွေမှာအရေးပါတဲ့အခြေခံအုတ်မြစ်တွေဖြစ်လာနိုင်ပါတယ်။